မကောင်းတဲ့အတွေးတွေမကောင်းတဲ့အရာတွေကနေပြီးတော့စိတ်တန်စိတ်ကိုနိဝရရေမရရအောင်ဟန်တားရမယ်တားမြစ်ရမယ်သူတို့ဆိုစိတ်ကိုလွတ်မထားရဘူးထိမ့်သိမ်းဆောက်ရှောက်ရမယ်စိတ်ကိုစိတ်တိုင်းထားဆိုလို့ရှိရင်တော့လွယ်မှားမှုတွေအများကြီးဖြစ်သွားမှာပဲအဲ့တော့စိတ်ဆိုတာကိုစိတ်တိုင်းမထားနဲ့ထိမ့်ချုပ်ပေးရအဲ့တော့ထိမ့်ချုပ်ဆိုတာဘယ်လိုနေရာကိုထိမ့်ချုပ်ရမှာတော့လို့ဆိုတန်ရုံပါဠိတော်မှာမနောနိဝရဏသုတ်ဆိုတာခွဲခြားပြီးတော့မှတ်သားဖို့အခုမြတ်စွာဘုရားဟောထားတယ်ပါပါစိတ်တံနိဝရယေစိတ်ကိုတားရမှာမကောင်းမှုအကုသိုလ်ကသာတားရမှာကုသိုလ်ကောင်းမှုဘက်ကမတားရဘူးလွတ်ပေးရကောင်းတဲ့အတွေးတွေတွေးမိရင်လွတ်ပေးနော်မတားရဘူးအဲ့ဒါကြဒါနကောင်းမှုပြုခြင်းနဲ့သီလဆောက်တည်ခြင်းနဲ့ကမ္မထာဝရဏပွားဖြစ်တယ်ပွားဖြစ်အောင်အဲ့ဒီအတွေးတွေကိုမတားရဘူးလို့ဆိုလိုတယ်ကောင်းတဲ့ကုသိုလ်လုပ်ဖို့စိတ်ကူးတာတွေကိုမတားရဘူးဒါကြောင့်မို့လို့တန်ရုပ်ပါဠိတော်မှာရှိတဲ့မနောနိဝရဏသုတ်တံမှာဟောထားတာရှိတယ်နသဗ္ဗတောမနောနိဝရယေအရာခသိမ်းမှစိတ်ကိုမတားရဘူးတဲ့အကောင်းဆုံးခွဲပြီးတော့အဆိုးကသာတားအကောင်းမဲ့သွားတဲ့စိတ်ကိုတားเสียမလို့ဒီလိုဆိုလို့စိတ်ဟာလမ်းနဲ့တွေ့အာယုန်နှမျိုးဘက်ကိုသွားနေတာနော်ကောင်းတဲ့ဘက်ကိုသွားတဲ့စိတ်ရှိတယ်မကောင်းတဲ့အာယုန်ဘက်ကိုသွားတဲ့စိတ်မကောင်းတဲ့အာယုန်တွေကိုဘက်သွားလို့ရှိရင်တားရဒါမို့နသဗ္ဗတောမနောနိဝရသဗ္ဗတောအရာခတ်သိမ်းမှမနောစိတ်ကိုနနိဝရယေမတားရဘူးလို့သူတို့ဆိုနမနောတန်တတ္တမာဂတံတန်တတ္တံစောင့်စည်းတဲ့အဖြစ်သို့အာဂတံရောက်သွားတဲ့မနောစိတ်ကိုလည်းပဲနနိဝရယေမတားမြစ်ရဘူးစိတ်လေးဟာချုပ်တီးပြီးအာယုန်တစ်ခုထဲမှာတည်မြဲနေအောင်ဥမာပဲထွက်လေဝင်လေလေးမှတ်နေတဲ့စိတ်ဖရာကုံလေးအာယုန်ပြုပြီးတော့နေတဲ့စိတ်မေတ္တာကမ္မထံပွားနေတဲ့စိတ်ကလေးအဲ့ဒီစိတ်လေးသွားမတားနဲ့တာယတတ္တမကောင်းမှုအဟုသို့ကစောင့်စည်းနေတဲ့စိတ်ကလေးကိုမတားနဲ့ဒီလိုဆိုလို့အဲ့ဒီစိတ်မျိုးကြတော့လွတ်ပေးထားကောင်းတဲ့ဘက်သွားနေတာဒါသဘာဝပဲလေကိုသားသမီးတွေကြည့်ပါလားလူတော်လူကောင်းလေးတွေနဲ့ပေါင်းတဲ့အခါဟောကြည့်နေလိုက်ကြတကယ်ချင်းပေါင်းတဲ့အတော့စားနဲ့အကစားများတဲ့လူတွေနဲ့ကြာမင်းကြည့်ပေါင်းဟုတ်လားထိတ်ရတယ်ဟောဘုရားကြောင်းတန်သွားတဲ့အခါကျတော့ကလေးတွေ